မျိုးသမီးငယ်လေးသည်သူမ၏အစီခံမလေးမှာအနေရနှင့်ကြုံတိုင်းပိုက်ကိုအလိုလိုကာကွယ်နေတတ်သည်ကိုသတိပြုမိသွားသည်ထို့ကြောင့်ထိုအစီခံမလေးတွင်ကိုဝင်ရှိနေပြီဖြစ်ကြောင်းသူမခံမှန်းလိုက်သည်ဘိုက်ထဲကကလေး၏ဖခင်မှာမြည်သူဖြစ်သည်ကိုသိရှိနိုင်ရန်အမျိုးသမီးငယ်သည်အစီခံမလေးအားကြိမ်တံပေးမည်ဟုအကြောင်းပြချက်ရှာသည်ထိုအချိန်တွင်သူမ၏စိတ်ဆက်ထားသူတို့သားလောင်းရုတ်တရက်ရောက်ရှိလာပြီးအစီခံမလေးအတွက်အတနာခံပေးသဖြင့်သူမအလွန်အံ့အားသင့်သွားသည်မှန်နေကကြိုတင်ဟောကိန်းများအမှန်တကယ်ဖြစ်လာသဖြင့်သူမထိတ်လန့်သွားသည်လွန်ခဲ့သော3ရက်သူမမင်္ဂလာဆောင်မိနေ့တွင်မှန်နေ၌လွန်ခဲ့သော10နှစ်ကသူမ၏ပုံစံကိုမြင်ခဲ့ရသည်ထိုပုံရိပ်တွင်သူမသည်ခြေထောက်နှစ်ဖက်မတန်တော့ဘဲတကိုယ်လုံးတွင်လည်းဒဏ်ရာများဖြင့်ပြည့်နှက်နေသည်မှန်နေကပုံရိပ်ကသူမအားစိတ်ဆက်ထားသူနှင့်မင်္ဂလာမဆောင်ပါနှင့်ဟုသတိပေးသည်အကြောင်းမှာစိတ်ဆက်ထားသူ၏စိတ်ထဲတွင်သူမ၏အစီခံမလေးကိုသာချစ်မြတ်နိုးနေသောကြောင့်ဖြစ်သည်အကယ်၍သူမကထိုသူနှင့်လက်ထပ်ပါကမင်းသား၏အိမ်တော်တစ်ခုလုံးမျိုးဖြုတ်သက်ဖြတ်ခြင်းခံရမည်ဟုဆိုသည်အမျိုးသမီးငယ်သည်မှန်နေကပုံရိပ်ကိုမယုံကြည်နိုင်သဖြင့်ပုံရိပ်ကထပ်မံရှင်းပြသည်မွန်းတဲ့ချိန်တွင်အိမ်တော်ထဲရှိမြင်းနဲ့တကောင်သည်လမ်းဖြန့်ပြီးသူမတို့စီသို့ပြေးဝင်လာမည်ဖြစ်ကြောင်းထိုအခါသူမ၏စိတ်ဆက်ထားသူသည်သူမထက်အစီခံမလေးကိုအရင်ဦးဆုံးကာကွယ်ပေးလိမ့်မည်ဟုဆိုသည်စိတ်ဆက်ထားသူသည်မင်္ဂလာလက်ဆောင်များနှင့်အတူအိမ်တော်သို့ရောက်ရှိလာသည်မျိုးသမီးငယ်သည်ပတ်ဝန်းကျင်ကိုဝေးဝဲကြည့်တော်လဲမှန်လေးကပြောတဲ့ကဲ့သို့မျက်နှာကိုမတွေ့ရသဖြင့်မှန်လေးကအရာများမှာအထင်မှားစရာများလားဟုတန်တရားဝင်လာသည်သူမ၏စိတ်ဆက်ထားသူသည်အတိတ်ကဂရီပေးခဲ့သည်မှာသူဆောင်မေးပွဲတွင်ပထမရမှသူမကိုလက်ထပ်ခွင့်တောင်းမည်ဟုဆိုခဲ့သည်သူမသည်လည်းသူဆောင်မေးပွဲအောင်နိုင်ရန်နာမည်ကြီးဆရာများကိုငှားရမ်းပေးကဖခင်ဖြစ်သူကိုပင်ဖိအားပေးခဲ့ဘူးသည်သူ၏ချစ်ခင်ယူရသောမျက်နှာကိုကြည့်ပြီးသူမအလွန်အမင်းတွေးပူမိသည်ကိုကိုပြန်လောင်ပြောင်မိသည်သူမတို့သားလောင်းကိုကြိုးဆိုရန်ပြင်နေစဉ်အိမ်တော်အပြင်ဘက်မှစူညံတန်များကြားလိုက်ရသည်ရုတ်တရက်မျက်နှာတကောင်ပြေးဝင်လာပြီးသူမ၏စိတ်ဆက်ထားသူသည်သူမကိုကြော်ဖြတ်ကဘေးနားရှိအစီခံမလေးကိုသာဖက်၍ကာကွယ်ပေးလိုက်သည်အမျိုးသမီးငယ်သည်သူမအနေနဲ့ကြုံရတော့မည်ဟုထင်နေစဉ်ခံရသောလူငယ်တဦးကသူမကိုရုတ်တရက်ပွေးဖက်၍ကယ်တင်လိုက်သည်မြင်းကိုထိန်ချုပ်နိုင်သွားချိန်တွင်စိတ်ဆက်ထားသူသည်အစီခံမလေးကိုတွန်းဖယ်လိုက်ပြီးသူမစီတို့အပြေးလွှားလာရောက်ကဖုန်တွေကြောင့်လူမားသွားပါသည်ဟုစင်ကြေပေးသည်မှန်တဲ့ကစကားများအားလုံးအမှန်တကယ်ဖြစ်လာသည်ကိုသိရှိသွားသောအမျိုးသမီးငယ်သည်စိတ်ဆက်ထားသူ၏လက်ကိုခါထုတ်လိုက်သည်ထို့နောက်သူမနေမကောင်းဟုအကြောင်းပြကမင်္ဂလာလက်ဆောင်များကိုမြို့တော်သို့အကုန်ပြန်ယူသွားရန်အမိန့်ပေးလိုက်ပြီးစိတ်ဆက်ထားမှုကိုဖျက်သိမ်းလိုက်သည်စိတ်ဆက်ထားသူကမင်းသမီးလေးကိုစိတ်ဆက်ပွဲဖျက်သိမ်းတာလားလို့မေးတဲ့အခါမင်းသမီးလေးကငါတို့ကဘယ်တော့မှစိတ်ဆက်ခဲ့တာမဟုတ်ဘူးလို့ညင်းဆိုလိုက်ပါတယ်မင်းသမီးရဲ့မိခင်ဝန်ဖေးကလည်းသူမသမီးဟာဘရင်ကိုယ်တိုင်ချီးမြှင့်ထားတဲ့ချန်လော့ရှိန်ကုန်မင်းသမီးဖြစ်ကြောင်းနဲ့ရှောင်ရန်လီကိုတိတ်ခါညှိုးနှွမ်းအောင်ထပ်မလုပ်ဖို့တတိပေးလိုက်ပါတယ်။ဝန်ရင်နဲ့ဝန်ဖေးတို့ဟာသမီးဖြစ်သူကိုအလွန်ချစ်မြတ်နိုးတာကြောင့်သမီးဖြစ်သူစိတ်တိုင်းမကြရင်ဘရင်ကိုယ်တိုင်လာရင်တော့အစီအစဉ်တွေကိုပြောင်းလဲပြစ်မှာမဟုတ်ပါဘူး။မင်းသမီးကသဘောမတူတာကြောင့်ဝန်ဖေးကရှောင်ရန်လီပေးပို့ထားတဲ့လက်ဖွဲ့ပစ္စည်းတွေအားလုံးကိုသူ့အိမ်ပြန်ပို့ခိုင်းလိုက်ပါတယ်။မင်းသမီးလေးဟာမော်ကျေးမုံကိုကြည့်ပြီးအတိတ်ကဖြစ်ရမှန်ကိုပြန်မြင်အောင်နေပါတယ်။အတိတ်မှာသူမဟာဒီလူနဲ့လက်ထပ်ခဲ့ပေမဲ့သူကမင်းသမီးတို့မိသားစုရဲ့အရှိန်အဝါကိုသုံးပြီးဝင်ကြီးချုပ်အထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူဟာမင်းသမီးတို့မိသားစုပုံကံဖို့ကြံစီနေပါတယ်လို့မဟုတ်မမှန်ဆွဆွဲခဲ့တာကြောင့်မင်းသမီးတို့မိသားစုတစ်ခုလုံးအသက်ခံခဲ့ရပါတယ်။အခုဘဝမှာတော့မင်းသမီးလေးဟာအတိတ်ကအမှားမျိုးထပ်မဖြစ်အောင်ခင်ပွန်းလောင်းနဲ့သူ့ရဲ့အစီခံမလေးကိုအပြတ်ရှင်းဖို့ဆုံးဖြတ်ထားပါတယ်။နောက်တနေ့မှာအစီခံမလေးကမင်းသမီးစီလာပြီးမြို့ထဲကချမ်းသာတဲ့သူတွေကစေဆက်သူတမတ်တော်ချင်းနေကြပြီဖြစ်လို့မင်းသမီးအနေနဲ့အမြန်ပြန်ပြီးစစ်ဆက်ဖို့တိုက်တွန်းနေပါတယ်။မင်းသမီးလေးကအစီခံမလေးရဲ့စကားတွေဟာမင်းသမီးအတွက်မဟုတ်ပဲသူမကိုယ်တိုင်စစ်ဆက်သူနဲ့နှီးဆက်ချင်နေတာကိုရိပ်မိသွားပါတယ်။ဒါကြောင့်မင်းသမီးကသူတို့နှစ်ယောက်ကိုလက်ဆောင်ကြီးမားမားပေးဖို့ကြံစီလိုက်ပါတယ်။မင်းသမီးနေမကောင်းသလိုဟန်ဆောင်နေတာကြောင့်မိခင်ဖြစ်သူကနန်းတွင်းသမားတော်ကိုခေါ်ပေးပါတယ်။သမားတော်ကစစ်ဆေးပြီးနောက်မင်းသမီးမှာစိုးရိမ်စရာမရှိကြောင်းပြောပါတယ်။ဒါပေမဲ့မင်းသမီးကအစီခံမလေးကိုပါတခါတည်းစစ်ဆေးပေးဖို့သမားတော်ကိုတောင်းဆိုလိုက်တဲ့အခါအစီခံမလေးဟာမျက်နှာပြတ်သွားပြီးဘိုက်ကိုအုပ်ကရှောင်ထွက်ဖို့ကြိုးစားပါတယ်။မင်းသမီးလေးရဲ့အတွက်ကိန်းဟာမှန်ကန်သွားပါတယ်။အစီခံမလေးဟာရှောင်ရန်လီရဲ့ကိုဝင်ကိုလှုပ်ဝက်လွယ်ထားရတာဖြစ်ပါတယ်။မင်းသမီးလေးကဒီကိစ္စကိုဘယ်လိုဆက်လုပ်မလဲဆိုတာကိုစောင့်ကြည့်ဖို့ပြင်ဆင်နေချိန်မှာပဲခမဲတော်ဖြစ်သူကဒေါသရကြီးနဲ့သူမကိုခေါ်ယူလိုက်ပါတော့တယ်။ရှေးထုံးတဲ့အရလက်ထပ်ထိမ်းများခြင်းမှာမိဘနှင့်အောင်သွယ်တို့၏သဘောတူညီချက်လိုအပ်ကြောင်းမိခင်ဖြစ်သူကပြောဆိုနေသည်အဆိုပါသဘောတူညီမှုမရှိဘဲစိတ်ဆက်ထားသူကတကူတော်လာရောက်တောင်းရမ်းခြင်းမှာမင်းမျိုးမင်းတွေတို့၏ဂုဏ်သိက္ခာကိုစော်ကားခြင်းဖြစ်သည်စိတ်ဆက်ထားသူကတို့သမီးကိုယ်တိုင်ပေးအပ်ထားသည့်တတိသစ္စာပြုအမှတ်သားအဖြစ်တစ်တာငယ်တစ်ခုကိုထုတ်ပြသည်ထိုတစ်တာထဲတွင်မင်းသမီးရွှေစံထိုးရှိနေသဖြင့်လူတိုင်းအံ့အားသင့်သွားကြသည်မင်းသမီးကတည်ငြိမ်စွာဖြင့်ထိုစံထိုးမှာသူမပေးအပ်ခဲ့ခြင်းမဟုတ်ဘဲနန်းတော်အတွင်းမှပျောက်ဆုံးသွားသည့်ပစ္စည်းသာဖြစ်ကြောင်းရှင်းလင်းပြောဆိုလိုက်ရာအခြေအနေမှာရုတ်တရက်ပြောင်းလဲသွားသည်စိတ်ဆက်ထားသူမှာအကြံအိုက်သွားပြီးမင်းသမီး၏ဂုဏ်သတင်းကိုပုတ်ခတ်ပြောဆိုကအဆက်ခွဲရန်ကြိုးစားသည်
သို့သောမင်းသမီးကထိုဆန်ထိုးသည့်ဧကရစ်မင်းမြတ်ကိုယ်တိုင်ချီးမြှင့်ထားသည့်ပစ္စည်းဖြစ်ကြောင်းရင်းကိုခိုးယူခြင်းမှာမိသားစုကိုဆက်တိုင်အဖြစ်ပေးခံရမည့်ရာဇဝတ်မှုဖြစ်ကြောင်းတုံ့ပြန်လိုက်သည်ဘေးကျနံချက်ဖြစ်သွားသောစိတ်ဆက်ထားသူကထိုဆန်ထိုးကိုအစေခံမလေးကပေးခဲ့ခြင်းဖြစ်ကြောင်းဝန်ခံလိုက်သည်မင်းသမီးကထိုအစေခံကိုချက်ချင်းကွပ်မျက်ရန်အမိန့်ပေးရာအသက်ဘေးမှလွတ်ရန်အစေခံမလေးကသူမအားခိုင်းစေသူမှာမင်းသမီး၏အစေခံဖြစ်ကြောင်းထုတ်ဖော်ပြောလိုက်သည်အစေခံကသူမ၏လောက်ရမှာမင်းသမီးနှင့်စိတ်ဆက်ထားသူကြားစိတ်ကောက်၍စိတ်ဆက်ပွဲပြတ်သွားမည်ကိုစိုးရိမ်သောကြောင့်စေတနာဖြင့်လှုပ်ဆောင်ခြင်းဖြစ်သည်ဟုစင်ကြေပေးသည်သို့သောမင်းသမီးကအစေခံတဦးအနေဖြင့်ဆုံးဖြတ်ချက်မချနိုင်ကြောင်းပြောဆိုကာအဖြစ်ပေးရန်အမိန့်ထုတ်ပြန်သည်စိတ်ဆက်ထားသူကအစေခံကိုလူငင်းချမ်းသာခွင့်ပေးရန်တောင်းပန်တော်လဲမင်းသမီးကငင်းပယ်ကအစေခံကိုရိုက်နှက်ကိုမြက်ရန်အမိန့်ထုတ်လိုက်သည်မင်းသမီးကအစေခံ၏အခြေအနေကိုကြည့်ပြီးအလောင်းတလောင်းအသက်နှစ်ချောင်းဟုရေရွတ်လိုက်သဖြင့်သူမကိုဝင်ရှိနေသည်ကိုမင်းသမီးသိရှိနေကြောင်းအားလုံးရိပ်မိသွားကြသည်အစေခံမှာလည်းမင်းသမီးအစီအစဉ်ကိုသိရှိပြီးထိတ်လန့်သွားသည်အဆုံးသတ်တွင်အသက်မှလွတ်မြောက်ရန်အတွက်အစေခံမလေးကစိတ်ဆက်ထားသူထံအကူအညီတောင်းရာစိတ်ဆက်ထားသူကမင်းကြီးနှင့်မိခင်ဖြစ်သူရှေ့တွင်ဒူးထောက်ကအစေခံမလေးကိုလက်ထပ်ယူလိုကြောင်းရောက်တယ်တော့သည်